လိုက်လဲဆိုတော့အဲ့ဒါကတားအတွက်ပေးနိုင်တာအကောင်းဆုံးဖြစ်မှာပေါ့အဲ့လိုပဲမျိုးလဲမှာနောက်ကအမအသက်အရွယ်တစ်ခုလည်းရောက်နေပြီတကယ်ကြတော့အမအတွက်ကဟိုဘယ်လိုပြောမလဲဒီအချိန်ဒီမှာအပြောင်းလဲတစ်ခုထပ်လုပ်ဖို့ဆိုတာကအဲ့တော့လည်းမစွန့်စားရဲအမအသက်ကြီးရဲ့အချိန်မှာအမတက်တကယ်လိုတာကကြတော့အမအများကြီးဖြတ်တန်းခဲ့ပြီတလားအဲ့လိုမျိုးဟိုရုပ်ရှင်တွေကလိုလေတာလီဘွားမမေဘွားတာလီဘွားရုပ်ရှင်တွေကဟာအချိန်တန်သူလည်းသူ့ကိုသွားမှာကွာတိလားသူ့ဘာသူမိမယူသွားမှာကွာတိလားအဲ့ကြလို့ရှင်လေကိုလည်းတယောက်တည်းပဲကြံခဲ့မှာအဲ့တယောက်တည်းကြံခဲ့တဲ့အချိန်မှာယောက်ျားတယောက်ရဲ့ဝေယဝတ်ဆအမမလုပ်ပေးနိုင်အောင်ဗမာပြည်မှာကြတော့လေသိရမလားဘယ်လိုလဲဆိုတော့ယောက်ျားမထငယ်စောစောထားတော့အဲ့ဟာအမကိုယ့်အိမ်မှာကိုဆိုရင်ကိုယ့်အိမ်ကကလေးတွေကကိုအင်ကြီးဝေပေးတယ်ရှေ့မှာစပွဲရှေ့ရောက်ကွာလုပ်ပေးတယ်ကိုအိမ်အောင်စည်းပဲလေအဲ့ဒီဟာမျိုးမှာကိုကရှာပြီးကိုကလည်းရှာသေးတယ်ကွာယောက်ျားတယောက်ကိုပြုစုရမယ်ဆိုတာစဉ်းစားကြည့်ပါအောင်ဘယ်သူကပြုစုမှာတော်ပြီလေအေးချမ်းမဲ့နေတော့မှာပေါ့ကိုကကိုသက်ရွယ်တစ်ခုရောက်နာကိုကဖျားတရားလေးလုပ်ခီးတွေပါထွက်ဟုတ်တယ်မလားတားလို့ရှိရင်တားရှိတဲ့နေရာကိုသွားရင်သွားတော်ပြီလေဘာအတွက်တယောက်ယောက်လိုလားတကယ်တမ်းကျတော့ဟိုဘယ်လိုခေါ်မလဲလိုအပ်မယ်လို့ထင်တဲ့ဟာတွေဖြစ်တီးပြီးအစင်မပြေတဲ့ဟာတွေမှာငါထပ်ပြီးတော့ဒီချိန်မှာတော့အမဆိုင်ရဲဘာလို့လူတွေအဲ့ဒါစေးပေးမေးကြီးပြောရလဲတက်တူးလာတယ်ဒီနားမှာလိုတဲ့ပေါ့အမအဲ့အောင်နားမလဲဟုတ်ပါအဲ့ဒါတွေကပြောလို့မရအောင်လေပြောလို့မရဆိုတော့ကောင်းတဲ့လောကမှာကောင်းတဲ့လူအများကြီးရှိပါတယ်ဒါကုတ်ကန်နဲ့လည်းဆိုင်တာပေါ့နော်ကိုကလည်းအဲ့ကန်ကောင်းမှာပေါ့နော်ဘယ်ရမှာတော့ဟိုဘယ်လိုခေါ်မလဲအဆုံးထိတော့ပြောလို့မရအောင်ဒါပေမဲ့တေချာတစ်ခုတော့အမအဲ့လိုပြောကြီးအေးအိမ်အောင်ပြုမင်္ဂလာဆောင်ပါညာအဲ့လိုမျိုးတော့ထူးထူးလုပ်ဖို့တော့မရှိပါဘူးပြီးတော့အမမှာတကယ်ချင်းမိတ်ဆွေပေါင်းတယ်အများကြီးရှိတယ်လေစစ်ပင်းမီယူဆိုတာလည်းအမပြောအမအသက်အရွယ်တစ်ခုရောက်နေအမဘယ်ရွယ်ကိုစစ်ပင်းမီယူရအမတက်ကြီးတဲ့လူအမစစ်ပင်းမီယူရမှာရွယ်သူဆိုရင်လည်းတူပဲတစ်ခါကျရင်ကိုနာတာကိုမတွက်နဲ့ကိုတာတာကိုတွက်ကြည့်အောင်ကိုအိပ်ရတယ်လဲသွားရင် तू ပြုစုမှာလားဆိုတော့ဟာကိုမတွေးနဲ့ तू အိပ်ရတယ်လဲသွားရင်ကိုပြုစုမှာလားလိုချင်သေးလားစစ်ပင်းမီယူဒါပဲလေအဲ့တခါကျလို့ရှိရင်လူတွေကလိုချင်တာတော့နှွေးထွေးမှုလေအရင်နှွေးထွေးရင်ပူလောင်သွားတာမဟုတ်ဘူးလားအဲ့ဟိုအဲ့ချက်မို့စစ်ပေးမီယူဆိုတာကတော့ငယ်လေးငယ်များတွေအတွက်ကတော့ကောင်းပါတယ်တစ္ဆာရှိရှိချစ်သွားခဲ့ရင်ပေါ့လေနော်နောက်ပြီးဆိုလို့ရှိရင်တော့မလုံးပါလဲကိုယ်တိုင်အိမ်အောင်ဦးစီးဖြစ်နေတဲ့ခါကျကိုတို့စစ်ပေးမီယူကကိုယ့်အိမ်မှာတခြားကလေးရှိနေရမယ်လေသူပြုစုမှာပေါ့ဟုတ်တယ်မလားဟုတ်တယ်မလားအသက်ကြီးသွားလို့ရှိရင်ဘယ်လောက်လှတယ်ပဲပြောလေဟိုယောက်ျားလေးတဲ့တစ္ဆာရှိတယ်ငယ်တာပဲကြိုက်တာကိုအရင်တော့ငငယ်တော့မြင်ခဲ့တဲ့ပုံမှန်သူတို့ကြိုက်တာလေကိုယ့်ဘာကိုယ်သာတော့ကျင့်ကြည့်ပါမှာဟုတ်တယ်မလားအဲ့တော့တခါကျရင်ဟိုယောက်ျားချက်ကိုယူတဲ့အချိန်မှာအားကိုးကျင်တာတို့ငါ့ကိုပြုစုပါစေဆိုတဲ့စိတ်နဲ့သွားလုပ်လို့မရဘူးသူတို့လည်းပြုစုခံကျင်မှာပေါ့ဟုတ်တယ်မလားအဲ့လိုရှိရလေအဲ့တော့စေပီမီယူရတာမှတော့မလို့ပါအောင်ဘယ်ရွယ်ထိနေရမှာလဲဘာဖြစ်သွားမှာလဲဆိုတာပြောလို့မရအောင်လေဟုတ်တယ်မလားသားသမီးတွေအများကြီးရှိပြီးတော့ပြန်မကြည့်ခံရတဲ့မိဘတွေရှိတယ်လို့မျိုးဟိုတာသမီမရှိဘဲနဲ့ကိုယ့်ဘာကိုရက်ဆွေရမျိုးနဲ့ပဲရှင်သန်သွားတဲ့လူတွေလည်းရှိရပဲလေဆိုတော့ဒါကပြောလို့မရပါဘူး